ဒါတကယ်ကိုရိုးတယ်ဒီမှာတောသူမလေးပါရှင်အခုကတော့ တော့သူနေတော်သားတော်သူမဟုတ်ဘူး ဟာတော့သားလဲဖောင်းနေရပါယူရချရတော့ခါပိန်သွားမယ်သိလား ဩစနင်းနဲ့တူတဲ့လူတယောက်တော့ရှိ ဘယ်သူနဲ့တူပါလဲတောသူ ဘလူးစီကိုတာခမောင်းသောင်းလာတယ်ပဲ တားထောင် မဟုတ်ဘူးတယောက်ရှိသေးသူနဲ့တူတာဒါတကယ်ပြောတာ ငွေတူပါဗျာကောင်းမှပြန်ပြန်နေပါကွက်ပြင်တာ ဟုတ်ပြီနေဒီအဲ့လိုတစ်ချက်ပြနေတထောင် အပြာအဲ့ပြာငါသိရနေငါပြောတော့မဟုတ်တာ ပါနေဟို ငါတချင်းဆိုရတော့တချင်းဆိုရမို့ငါစစုံလေးတော့ဦးရဲ့တချင်းဆိုပြမယ်နော်တောသူတွေမင်း ဟိုနဲ့တူတာ ယူခံမ ဩတိပြီ စတင်စိတ်ကြီးစု သူကထိုင်းမင်းသားဝမ်ပတ်နဲ့တူတာ တောင်းတော့ ဝမ်ပတ်လေး ချစ်လွဲမုံလွဲကြောက်လာပါလေမချစ်ဘူးမလုံမလေးတော်သူလေးမာတော့ကွင်ယူပါလေပါလေ တော်သူလေးမဟုတ်ဘူး မြို့သားကြောက်တယ် ဘာဖြစ်နှုံပိတ်ရလောက်မယ် ဟိုကတော်သူလေးဆိုတာကြောက်တယ်လေဘာမှနားမလဲဘူးနော် တော်သူလေးကို ဟိုကအပြစ်ကင်းစင်တဲ့ခလေး တော်သူလေး အတခိုင်းလာပြောနာ ဒါတော်သူမလို့ဒါတော့ ဟိုဘက်ကတော့နေချွေးတယ်စင်နေဟဲ့ငါ့ကို ရောတုတ်လိုက်ပြီရှိုးလာတော်သူကြည့်လာတော်သူကတော်သူခမောက်ကငေါနှုတ်ကဒီခမောလေးကြားထဲမှာငေါနှုတ် ဟုတ်တယ်ငါတို့ကတမိုးအောက်မှာ2ယောက်နေကြတာ ရှိုးလာဒါပေမဲ့နေဟိုနဲ့တူတယ်ချက်ဟိုဂျပန်မင်းသားတူတယ်နေကဟိုနင်ဂျာဘာရှင် တားဟာနင်ကမိန်းကလေးလက်တူလို့မပြောခဲ့ နင်ဂျာတွေကလို့ပဲခမောက်ကြီးဆောင်းတာလေ အနေမဲ့တော့ငါမဆောင်းတော့ ငါနေဂျာမဟုတ်တော့ငါချက်ဘယ်လိုဆိုငါကျတော့ဟိုကလေးဟိုပတ်အောင်လေးပေါင်းမဟုတ် အာမဟုတ်နေဟိုပါလဲဟိုတနေ့ကောက်လိုက်ဆိုင်ပြီးတော့ထမင်းငတ်နေတဲ့ကောင်ဟုတ်တယ် နေကသွင်းရခုပြီးကြောင်းတဲ့လူ ဒီပတ်သက်မရှိတော့ကောက်လိုက်ဆိုင်တဲ့ကောင် ကသွင်းရခုပြီးခေါင်းကသွင်းရခုရောက်တော့ဂျီရိုထဲမှာကောင်းဝင်လေးတွေ့တာကောင်းဝင်လေး तू ကဟိုစပြန်တိုက် အေးနေရာကျချမိုင်းလိုက်ခူးပြီးရောင်းတဲ့ကောင် နေလိုက်ပြန်ဝတ်တာနေ နေရာဟိုပါလဲမြေသားလို့ကညွန့်တော့လိုက်ရောင်းတဲ့ကောင်နေခူးပြီးတော့မြေသားကညွန့်လိုက်ခူးနေကောင် နေကနန်းလုံးလိုက်ရောင်းနေကောင်ကနန်းလုံးကျွေးနေကနန်းလုံးလိုက်နိုင်ပြီကနန်းလုံးတော့ရိုက် ချက်ကြည့်လို့မရတော့